ကဲကျွန်တော်ခုမြင်တွေ့နေရတော့ဘာမီချောင်းခရီစားနေတယ်ဒါပေမဲ့ခြုံထဲမှာပုံနေတာဘူးလေးလဲအဲ့ဒါရင်လေးဖြစ်ပါတယ်ခင်ဗျာခြုံထဲမှာတိုးပြီးဘာလေးလုံးနေလဲအမကြားနေစလဲပြီးမှတွေးပြီးကောင်းညို့ရေးအဲ့ဒီနဲ့ဆောက်ခွက်ကိုတက်ရိုက်တာ Oh my god အယောက်ရေးတစ်ချက်ချိုးလာအောင်မခဏလေးအိုးမပြတ်သွားအောင်နော်မပြတ်သွားရင်ချောင်းမပြတ်သွားရင်ဒုက္ခရောက်တော့မဟယောင်ရေးတပယ်ရီကောနဲ့ကန်ပြတာရောက်ရေးယောင်မင်းသေးရတော့တန်သွားရင်နော်တပယ်ရီကောနဲ့ကန်ကန်တာဒါသေးရတာတန်သွားပြီရောက်ရေးဘာလို့ဒီဘက်ကိုသွားတာဘာလို့တော့ဘာလို့အော်ယောအိုဗရီစတိုင်ပြတာ तू อ่ะ Oh my god ကောင်းကြီးတော်တော်တန်သွားရင်နော်ရင်သေးရတာတော်တော်တန်သွားပြီလားဟဲ့ယောင်ရေး Okay မလုပ်ပြမှလဲယောင်မင်းထဲမှာတော့ဘူးမှမရှိဘူးနော်လူမှမရှိဘူးနော်အဲ့ဒါတော့ထောက်သွားပြီယောင်ဘာလို့အဲ့ဒါကိုကန်ပြမှာတော့မလုံးနဲ့တော့ယောင်ဟိုကောင်80နဲ့ဟုတ်တယ်ခင်ဗျအော်ယောင်ရီကောအမတပယ်ရီကော Okay အဆင်ပြေတယ်အော်ယောင်ရေးလိုက်သွားတာ Oh my god အော်ယောင်ဒီအကွက်ကတော်တော်မလွယ်တဲ့အကွက်နော်တော်တော်မလွယ်တဲ့အကွက်နော်ဟော